ကျွန်တော်အားတော့နာပါတယ်ဒါပေမဲ့ဆိုရဲစကားကို English လိုဘယ်လိုပြောမှလဲပေါ့နော်အဲ့ဒါတော်တော်အသုံးလေးဖြစ်ပါတယ်အားတော့နာပါတယ်ဒါပေမဲ့အဲ့ဒါလေးကိုကျွန်တော်ပုံသေးမှကျွန်တော်ရှင်းပြထားပါဘောနော်ပုံလေးကြည့်အောင်speaking pattern လေးပါအဲ့ pattern မှာအစားသွင်းပြီးတော့ကျွန်တော်ပြောလို့ရပါဘောနော် I'm afraid ပြီးတော့ comma but နောက်က sentence လိုက်ပါတယ်ဥပမာလေးကိုကြည့်ပြီးရှင်းတော့ပါလိမ့်မယ်နော်Number 1 မှာဆိုရင် I'm afraid but I cannot give time for you today အားတော့နာပါလေဒါပေမဲ့ငါဒီနေ့မင်းကိုအချိန်မပေးနိုင်ဘူးလို့ပြောနော် Okay အားတော့နာပါလေဒါပေမဲ့ငါမင်းကိုဒီနေ့အချိန်မပေးနိုင်ဘူး Number 2ကကြောက် I'm afraid but she doesn't love you anymore အားတော့နာပါလေဒါပေမဲ့ तू ကမင်းကိုထပ်ပြီးတော့မချစ်တော့ဘူးလို့ပြောနော်Okay, hatchy to one. Okay, I'm afraid, but she doesn't love you anymore. Me was happy on my shit dog. Happy on my shit dog. Okay. 3. I'm afraid, but this good is already sold out. ဒီမှာ GO ဒီ good ဆိုတာကောင်းတာပြောမှာဟုတ်နော်။ noun ပါပစ္စည်းကိုပြောပစ္စည်းပေါ့နော်။အားတော့နာပါရဲ့ဒါပေမဲ့ဒီပစ္စည်းကရောင်းထွက်တော်ပြီပေါ့နော်။အားတော့နာပါရဲ့ဒါပေမဲ့ဒီပစ္စည်းကရောင်းထွက်တော်ပြီ Okay, this good is already sold out. The last one, but number 4, I'm afraid, but you're not appointed in our company. Appointed ဆိုတာဒီမှာခန့်အပ်ခြင်းခံရတာပြောပါအဲ့တော့အားရနာပါလေဒါပေမဲ့မင်းကငါတို့ company မှာခန့်ခြင်းမခံအောင်ဗျာအလုံးမခန့်ဘူးလို့ပြောနော်အလုံးခန့်ခြင်းမခံအောင်ဘူးလို့ပြောပါအားရနာပါလေဒါပေမဲ့မင်းကငါတို့ company မှာအလုံးခန့်ခြင်းမခံရဘူးလို့ပြောပါ Okay, so you can use this pattern in real life speaking. Have a nice day. Thank you.